တတရားမြောက် reaction video မှာဖယ်ချင်းလုပ်ဖို့ပြောတာ street မြန်မာမောင်နဲ့ reload နဲ့အကုန်လုံးဒါမျိုးဝင်ပါဆုံး စကီမတ်ဝယ်ခိုင်းတာကိုပစိုးတွေအုပ်လာ ကျွန်တော်တို့ရွာမှာ I am music ဟို link ပါအဲ့ comment လာမှန်းလို့ဆိုလေးတိတ်ပြီးတော့ကဲလိုက်တော့ street အော်ကြည့်သိလား ငါတို့ကစဉ်းစားကြည့်လိုက်ကွာသိလား ဆိုတာ real OG why must go show လိုက်အောင်နေထားမွေဖာ လာကြီးမျက်နှာဖုံး ဟိုဝိုင်းမက်ကြီးတခါတည်းကိုမမှာတခါ line ပဲပြီးပါတော့မှာ weekend မှာတော်တော်ဖြစ်နေတယ် မင်းတို့ကအေးလာရှိနေတယ်ရှိနေတယ်စိုက်ပြီးနေတယ်စိုက်ပြီးတော့သွားရင်တလည်းပြီးတော့ခွေးတယ် မကားကျင်လို့ reaction လုပ်နေရမလားဓာတ်ပုံဆရာတွေချင်းချင်းခဲနေအားတက်ခဲပဲ အဲ့ဒူးတဲ့ကြီးစီခေါ်နေလိုက်ပြီးပတ်မမနေနဲ့ original file ကဘယ်သူဒီမှာရှိတယ်JCC စီမှာ ရေးစီ ပြောတာမင်းရဲ့ချက်55ရောက်နေနေလေ ရှောက်တော့သူရွှေပါ ဘာတူ fuck you ပြီးရရှိ Okay အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့ရဲ့တတိယမြောက် reaction ပေါ့နော်တတိယမြောက် reaction video မှာကျွန်တော်တို့ဘယ်ချင်းလုပ်ဖို့ပြောတာ street Oh yeah street ဆိုတော့ JCC ကိုယ်တိုင်တီးထားပြီးတော့မြန်မာမောင်နဲ့ reload နဲ့ reload နဲ့ရဲ့မင်းတို့ပြောတဲ့ street ဆိုတဲ့သချင်းကိုဒါ reaction လုပ်မှာပေါ့နော်ဆိုတော့ထက်ကမပြောချင်ဘူး first time လုံးမှ reaction မဟုတ်ဘူးကိုကြိုက်တဲ့ချိန်လုပ်လို့ရတယ်ကို vibing ဖြစ်တာကိုပဲ like ပြီးတော့ fight နိုင်ဖို့ရေးကြည့်ရ Okay ဆိုတော့ကျွန်တော်စတော့မယ်ဆိုတော့1ယောက်2ယောက်3ယောက်4ယောက်ငါအဲ့ဒါ ဘေးနောက်တစ်ယောက်ပဲပါ နောက်တစ်ယောက်ကြံသေးတယ်နောက်တစ်ယောက် weekend ပြောင်း weekend Where is weekend ဒီမှာလေ ဟာညာ နေရောတချင်းတယ် တချင်းတယ် တချင်းတယ်ရင်လာတာဟုတ်တယ်ဖုန်းလေအကုန်လုံးဒါမျိုးဝင်ပါဆုံးဒါမျိုးဝင်ပြီးတော့ street ကိုများနေပြီ reaction ကိုခါရ reaction ဟုတ်လေမဟုတ် reaction လို့မင်းတို့ဖြုတ်လာဘလို့ဒီဘက်တော့ဖြုတ်လာတော်တော်ဖြုတ်လာတာ ဖြုတ်လာလား တော်တော်ဖြုတ်လာတာ တော့ငါ့ကိုပြောတာ ခုနရေချိုးနေရဆိုပြီးတော့ weekend ကြီးကခေါ် weekend နဲ့ ဒါကြီးဂျိုင်းအမောခံခဲ့လိုက် ဩဒုက္ခပဲတွေ့ရပစိုးတွေကောက်မှလာတာမသိဘူးကြည့်အောင်မှာနေသားအိုလည်းရှိုးလာ မပြေပါဘူးဆိုဒီလိုလေးလုံးတာ ဘလို့ဖြစ်လို့တော်တော်ဖြုတ်လာတာရှိုးလာနေတော့ ပုံချုပ် အကုန်ချုပ် ပုံချုပ် ဩ ရှုပ်တယ် သေတော့မှာအတက်ရှူကချက်ပြီးနင်းကြီးတကယ်ပေါက်ကရမှာ weekend နဲ့ပြန်ဆင်ပေးလိုက်အောင် နော်ကိုတွေပေါ်တော့မယ်နော်ကိုတွေပါပေါ်တော့မယ် weekend ပေးရပါတော့ပေးတော့ ရပြီမမ အဲ့နေများပါနော်အဲ့ weekend နည်း ညမတောင်ဘက်မုတ်ရွေးနေ လို့ ဟာတာကြံခဲ့ပြန်ညမတောင်အမေ လာလေလီတယ်ဘာလဲဘော reaction နည်းနည်းကျွန်တော်အဲ့လိုချင်းထည့်ရပြီတော်ပြီ reaction လုပ်မှာ နော်နေမှာတပီတော့ sorry ညမမောင်38လက်ရှိတယ်အိမ်မှာ 26လက်ကကျွန်တော်ဟာလဲမေး Okay ခုနကပြောလိုက်တာအမှန်တကယ်က fashion လို့ဖြုတ်လာခဲ့လို့ငါတို့ဒီမှာလို့ street တချင်းကိုငါတို့ reaction ပြန်လုပ်မယ်လို့ JC ဟာလို့ နင်ဂျာလူလေးဆိုပြီးပါတယ်အဲ့ထဲမှာ နင်ဂျာဆိုတာ ski mask ဝယ်ခိုင်းတာဘယ်ဟာတွေလဲတာ မလုတ်ခိုင်းလာဘူး ဟိုဘယ်သူကတိမှလဲစကီမတ်တွေ ski mask ဝယ်ခိုင်းတာကိုပစိုးတွေအုပ်လာ ကျွန်တော်တို့ရွာမှာအဲ့လိုနင်ဂျာလိုလို့ပြောလိုက်ကျွန်တော်တို့ကအမှအဲ့ပစိုးနဲ့ဟိုကလေကျွန်တော်တာဝန်လည်းမျိုးတင်မလားအုပ်လိုက်ကြီးဆိုတော့ကျွန်တော်မိုက်ပြီပေါ့အဲ့လို တောင်းဝမ်းလို့မပြောနဲ့နေတောင်းမှုတက်ချက်တိတ်ခါကြတယ် အဲ့ဒီမှချက်တောင်း အကိုကြီးပြောတာကျွန်တော်မြန်မာကားတွေထဲမှာဗျာတပြားတိုက်တဲ့အခန်းတွေဆိုလို့ရှိရင်ဆွရတဲ့ဟာမျိုးအဲ့လိုဟာမျိုး အဲ့လိုကောင်းနေလဲအဲ့လိုပစိုးနဲ့လုပ်ပြီးတော့ အဲ့လိုမြန်မာမှုပြူတာချုပ်ကုန်ပြီ homicide မြန်မာကားပဲမင်းတို့ကြည့်ဘူးလား homicide ရောက်နေနေမှာ homicide okay ဆိုတော့ let's go အောင်ပြီးပြီလား Okay ပြီးပြီဆိုလို့ကျွန်တော် reaction လေးပြန်လုံးမလို့အခုမှဘာမှတော့မစရသေးဘူးဆိုတော့အခုလုံးမဲ့ reaction တချင်းတော့မှန်တယ်နော် street ချင်းမှာကျင်းတယ်အဲ့ပဲရ ဆိုတော့ street တချင်း reaction လုံးမှာဖြစ်ပါတယ်ဆိုတော့ဘာလို့မြန်မာတချင်းတွေပဲလုပ်လဲဆိုတော့အမှန်တကယ်တော့ဒီနေ့ကကာဒီ event ထွက်တာ အော် ကာဒီ event I am music I am the music I am music နော် ခဏကနားထောင်ပြီးသွားပြီ 30 event တစ်ခုမှာ အပုတ်30ထည့်ထားတာ ဘဲက မြင်ဘူးလား
ချိုးသားမမြင်မှုရချိုးသား အဲ့ဒါတခုမှအပုတ်30ဆိုတော့ဘလို့ဟိုမှာ9ပုတ်6ပုတ်လောက်နဲ့ အဆောင်မျိုးအောင်မစားမိုက်တယ်အဲ့ချိုးတော့ โอเคဆိုတော့ဟိုအဲ့တချင်းတွေကကျတော့ပြန်ပြီးတော့နားထောင်လို့မရဘူးเนาะဘာလို့လဲဆိုတော့သိတဲ့အတိုင်းပဲကျွန်တော်တို့ဟိုတွားပြီးတော့ copyright တွေ copyright တွေကအတိုင်းပတ်နိုင်တယ်ဒါပေမဲ့မြန်မာတချင်းတွေကြားလို့ရှိရင်တော့ဒါ artist တွေကနေပြီးတော့ပြန်လက်ခံနိုင်သေးရပေါ့เนาะချင်းချင်းကြတော့ဒီက artist တွေမိုက်ကျွန်တော်တို့အဲ့ reaction လုပ်တဲ့ artist တွေဆောင်းမိုက်တယ်အေးဆိုเนาะဘော်ကန်တွေအကုန်လုံးရှိတယ်ကျွန်တော်ဆောင်း hype တာတကယ်တော့အဲ့ကျွန်တော်ကိုကြီးလာပြတော့ကလေအဲ့ဟို link ပါအဲ့ comment လာမှလို့တကယ်ပြတကယ်ချိုးထားခုံလာတော့ကျွန်တော်အဲ့တော့ကလေတကယ် KY လည်းပေါ်လာစိတ်တယ်အားလုံးကလူငယ်တွေပဲကွာသိတယ်မလားအားလုံးကလူငယ်တွေဆိုအဲ့လိုအချင်းချင်းတယောက်နဲ့တယောက်က disco နဲ့ disco ရှုပ်ကုန်ပြီဆိုတော့ငါတို့က reaction လုပ်မှာ JCC ရဲ့ street ချင်းကိုလုပ်မှာဖြစ်ပါတယ်ဆိုတော့ရှာကြည့်အောင်ချင်းတော့မလားကြိုက်တယ် โอเคတကယ်ဆိုတော့ကြွနေတက်ကြွနေဒီချင်းကတော့ဒါဟိုပါလေကျွန်တော်တို့မန်ဒလာအဖက်ရတာတဲ့တချင်းတစ်ပုတ်လည်းပြောလို့ရတယ်။ဘာလဲဆိုတော့အဲ့တချင်းပြီးလဲပြီးတော့ကိုရီးယားဟိုငေါပြန်းစင်သွားရတာလေ။ဒီ YouTube channel မှာတင်ထားသေးတယ်။အဲ့ဒါရိုက်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီဝင်ကြည့်လားမကြည့်သေးဘူးမကြည့်ရသေးဝင်ကြည့်လိုက်ဆိုတော့အဲ့လိုအောင်နာနေနေဆွဲလိုက်အောင်နာနေနေဆွဲလိုက်ဆိုတော့ဒီတချင်းကအမှန်တကယ်တော့ရိုက်ထားတာတခြားတရားဟုတ်ဒါပေမဲ့တော်တော်တချို့1ယောက်နဲ့3 4 5ယောက်10ယောက်လောက်ကကျွန်တော်တို့ဖွဲ့ရိုက်တာလို့ထင်တာမဟုတ်ကျွန်တော်တို့ဖွဲ့ရဓာတ်ပုံမဲ့သွားရိုက်တာဒီတချင်းကသူ့ဘာသူရိုက်ထားတာတယောက်ရှိတယ်ဒီဟန်လေးပဲထားလိုက်ပါဒီဟန်ထားလိုက်မလုပ်နဲ့ဟိုဝိုင်းပြီးတော့ဟောပြကြလိမ့်မယ်ဒါကြိုပြောထားမှာကောင်းတာဆိုတော့မိတ်နေလိုက်မှာဖြစ်ရတယ်နင်းကြည့်တော့ဆိုတော့ဘာပြောဘသူရိုက်ထားတယ်ပဲလဲမိုက်တယ်တချင်းကလည်းအားလုံး fine တယ်ဆိုတော့အရင်တုန်းကကျွန်တော်တို့JC ဟိုးရင်ကဆိုလို့ရှိရင်ဟိုငယ်ကဆိုလို့ရှိရင်ငယ်တုန်းကတဲ့ငယ်တုန်းကဆိုလို့ရှိရင်ဟိုဒိုးလို့ပါလို့ရှိရလေသိရမလားမိုင်းနေဆုံးနေဒိုးလို့ပါတော့မြန်မာ memory လို့တဲ့အဲ့လို file မျိုးပြန်ပြီးတော့ထွက်အောင်လို့လုပ်ထားတဲ့သချင်းပေါ့နော်ဒါအဲ့အကြောင်းလဲဟို podcast ထဲမှာပြောထားတယ်ကျွန်တော်ရဲ့ podcast လည်းJC နဲ့ podcast လည်းမကြည့်ရသေးဘူးသွားကြည့်လိုက်အောင်နည်းနည်းဆွဲလိုက်အောင်နည်းနည်းဆွဲလိုက်ဘလုံးတော့မဟုတ်ဘူးလို့ဒါ TikTok မဟုတ်ပါဘူးအောင်နည်းနည်းဆွဲလိုက်အဲ့ဒါဆိုတွေ့လိမ့်မယ် okay ဆိုတော့အဲ့လို file မျိုးပေါ့နော်ဒါပြန်ပြီးတော့မှပြန်ရတာပေါ့နော်2025မှာပြန်ပြီးရတာပေါ့နော်ဆိုတော့အဲ့ချင်းကိုကျွန်တော်အတူတူLet's fire on. Let's go on. Let's get it. Let's go on. အဲ့လေဝင်လာခဲ့နော်အေး electric တန်နေတယ်လို့ဝေးဟုတ်လားအဲ့မှာပြောမယ့်ဟာဗာလဲဆိုတော့ဟိုအရွှေပြောထားတဲ့ဟာပေါ့နော်ရွှေပြောထားတယ်ဒီတချင်းဟာတဲ့အဲ့ podcast မှာပြောထားတာမကြည့်ရသေးဘူးသွားကြည့်လိုက်အောက်နေနဲ့ဆွဲအရွှေပြောထားတယ်ဗာလဲဆိုတော့ဒီတချင်းဟာတဲ့SZ ရဲ့ဟိုပါလေဖြစ်ချင်ဖြစ်မိုင်းအောင်လို့ Walker play ဟို watch and land အဲ့တချင်းကိုပြန်ပြီးတော့သူက slow ပြန်ချထားတာဆိုပြီးပြောတာဟုတ်လားဆိုတော့ဟုတ်လားမဟုတ်လားဖြစ်အောင်ဟုတ်လားမဟုတ်လားဆိုတာ knowledge sorry ဟုတ်လားမဟုတ်လားဆိုတာတစ်ချက်ကြည့်ကြည့်အောင်ဆိုတော့ငါတို့ပထမဆုံးနှစ်ခုရှင်ကြည့်အောင် anyway လေဟုတ်တယ်မလားပြောတခါလေးတန်းပြီးတော့ခုန intro လေးနော်ဆိုတော့ခုနကဝင်လာတဲ့အဝင်လေးကြည့်အောင်ဟုတ်လား okay ဆိုတော့ဒီအခုကြတော့ငါတို့ SZ ရဲ့ World Cup play ဟဲ့ပြင်ကားပဲဒါကို SZ ဆိုတော့လည်း legend ပဲကျွန်တော်ငယ်တွေကဒီချင်းနေဆိုတာမိုဒီရချင်းနေဆိုလို့ရှိရင် World Cup play ရချင်းနေပါသွားနာထောင်ရတယ် okay ဆိုတော့ဒါလေး tip လေးပြပြတယ်ဆိုတော့ SZ World Cup play ကိုကျွန်တော်တို့ပြန်ပြီးတော့ slow လေးနဲ့ပြန်ပြီးနားထောင်ကြည့်အောင်ခုနဒီရဲ့ street ရဲ့ move ပေါက်လာတော့ပုံမြန်ဝေးဟုတ်လားပုံမြန်တာပေါ့ပြောအဲ့ပေါ့ tempo ကပုံမြန်နေတဲ့ဟာကို playback speed လေးကို 0.75 လောက်နဲ့ဒါလည်းကိုကြီးတယောက်တည်းရှိရခဏအဲ့လို playback ကိုတစ်ခါမှမစဲတာဘူး ဘာပြောဒီမှာ slow ချတာဆိုတော့ street ဟာလေးပြန်နားထောင်ကြည့်အောင်ရပြီနော်အဲ့လောက်ဆိုမှတ်မိပြီ okay နောက်တစ်ခုနားထောင်ကြည့်အောင်ဟုတ်တယ်နော်ဟုတ်တယ်ဘီဆာပဲစီအဲ့လိုမျိုးဟာကိုပဲငါတို့ပြန်ပြီးလှုပ်လိုက်တဲ့အချိန်မှာတော့ရရနော် okay let's fight ပြောလေး shot လုံးလေးတိတ်ပြီးတော့ကဲလိုက်တော့အော်ကြည့်လိုက်ငါတို့ကစဉ်းစားကြည့်လိုက်ကွာဒီလားဒီ lighting နဲ့ switch ရှင်လာပဲ let's switch the light let's switch the light what the fuck is this yeah မင်းတို့ပြော street ဆဲလာကြီးတိုင်းပြင်းနဲ့လမ်းမလည်းတိုင်းအော်လိုက်ကြီးမင်းတို့ပြီးတယ်
ဆိုတာ real OG hey rap forward ghetto တောက်ရှောက် hey JCC ရဲ့သူပြီလား hey hey never go live man hey hey they don't see the street ဆိုတာ real OG rap hey wait မင်းတို့ပြောတဲ့ ဝေးတိုင်းနေ လိုက်လက်ပြီးဖွင့်လိုက်ရအောင်ငါတို့ဒီမှာရပြီကိမိwe are still reaction မောတာပေါ့ အခုက ကိုကြီးကမယ်လို့ပြောလိုက်အဲ့လိုပဲ we are reaction we are still reaction ရှင်နဲ့ကတာနဲ့ back to reality ဟိုကလောက်လိုက်ရတယ်လို့ပဲမသိအင်ကြီးပဲပြန် okay ခုနနောက်ကပါရင်ရောက်ပါ okay ဆိုတော့ပြီးမှပြန်ကမယ်လေကကျင်တော့မှပြန်ကမယ်ဆိုတော့ဒီမှာတချင်းကိုပြောရတဲ့အချိန်မှာ reaction လုပ်နေတာ sorry အရင်ကဟောင်းကလည်းဆောင်းကရဆိုပြီးပြောဝိုင်းပြောနေကြတယ်အဲ့ဒါတော့မမြင်လိုက်ဘူးဆိုတော့ဒီချင်းမှာကပြောတော့တကယ် street ဆိုတဲ့အတိုင်းပဲ street မှာရိုက်ထားတာအရွှေကိုရှိုးလိုက်အောင်နေထားမွေဖာ wine mask ကိုရှိုးလိုက်အောင်နေထားမွေဖာ လာကြီးမျက်နှာဖုံး နေမေ နေမလာကြီးနေတော့ ဟုတ်တယ်လေကျွန်တော်တို့ဟိုပါလေအင်္ဂလိပ် alphabet ရဲ့နောက်ဆုံးကရှိတယ်လို့ဝိုင်းမြန်မာ alphabet ရဲ့နောက်ဆုံးရှိတယ်လို့လာကြီး ခဏလေးရှုပ်ကုန်ပြန်ဆက်တော့ ဟာလာကြီးက အာလာနဲ့အော်ဟာလာကြီးအဲ့တော့ဟိုကမျက်နှာဖုံးက math ဆိုတော့လာကြီးမျက်နှာဖုံး မြန်မာမှုပြုတ်လိုက်တာ မြန်မာမြို့ပါ wine mask ဆိုတာလာကြီးမျက်နှာဖုံး နော်အပြင်မှာသူ့အဲ့လည်းပဲဝိုင်းခေါ်ကြောက်တော့မမြူ လာကြီးမျက်နှာဖုံးကြီး ဝိကလာလိုက်တာကို ဟိုက wine mask ကြိုင်မို့တော့မှာ ဝိုင်မတ်ကိုလာပြီးတော့ဝိုင်မတ်ကြီးကွန်မန့်ထဲမှာလာမှတ်ပေးပါဦးနော်အမှလာပြီးမျက်နှာဖုံးနေနော်လုပ်ပေးပါဦးဘသူပြောရလဲဆိုတော့ဝီကန်ရင် နင်းမွေလာကြီးမျက်နှာဖုံး okay မိုက်တယ် နောက်ဘတ်တူ okay back to reaction ဆိုတော့ငါတို့ကအာဖုတ်တာများနေပြီ ဒီ reaction ကဝီကန်ကြီးပဲတောက်လျှောက်ဖုတ်နေ အဲ့ဒါလည်းဖောက်ကြလေကျွန်တော်ဝိုင်းမဟုတ် စမယ်ပြန်စမယ် okay ဆိုတော့ငါတို့ reaction လုပ်နေရဆိုတော့ပြန် reaction လုပ်အောင် okay Amen now live man ပြန်များတော့အဲ့ဒါအပတ်တွေလည်းကြိုက် Run Forrest Gump roll me reload and I pay me in a bill go like that oh Chandra Chan cause I do for family low and the land Men over 8 never ရှိနေတယ်ဟဲ့စိတ်လုံးလိုက်တဲ့တာကြီးဟောတော့ရှိနေတယ်ရှိနေတယ်စိုက်ပြီးနေတယ်စိုက်ပြီးတော့သားရင်တရားပြီးပါခွေးရဲ့ street ဆိုတော့ street food တော့စားဟဲ့ချင်းလဲလိုက်ဆိုကြပါဦးဒါလက်တွေပွားပဲရုံးတဲ့ငယ်ဆိုပြီးတော့ကိုယ်ပိုင်ကားလေးတော့အောင်မြင်မှုတွေမတည့်ပဲအောင်မြင်မှုတွေပေးလိုက်ပါစားခဲတော့လိုက်ချင်နော်နဲတိုင်းမို့ ဝေး wait ဟုတ်လားwe are still reaction ဆိုတော့ဘာမှလည်းမပြောလိုက်သေးဘူးငါတို့ကကားဖို့အတွက် reaction လုပ်နေတာဖြစ်တော့ ဟုတ် reaction လုပ်ဖို့ကနေကျွန်တော်တို့အမ မကားကျင်လို့ reaction လုပ်နေရမလား reaction လုပ်ကနေ ရှုပ်ကုန်ပြီ ပြောနေ ငါနေလို့လုပ်တာ ဘတ်တူ reaction back to reaction ဆိုတော့reload ပိုင်းကပြောကြမလို့ဘာလို့လဲဆိုတော့ reload ဆိုတာငယ်တည်းကနေပြီးဆရာကြီးဖြစ်လာဖို့အတွက်ကိုမွေးဖွားလာတယ်ပဲရှုပ်ကုန်ပြီ in a bill go like that oh Chandra Chan cause I do for family low and the land me no one the wait street ထဲမှာ မ site တွေ lyric time street ထဲမှာ site တွေပြီးမနေနဲ့ site ပြီးရင်ကျွတ်နေမိရင် ကျွန်းနေမိရင် ခွေးတွေပဲ site မပြီးနဲ့ ဘာလို့ဒါလဲ site မပြီးနဲ့ စိုက်မပြီးနဲ့စိုက်ပြီးရင် နည်းနည်းတော့ ကျွတ်နေမိရင် မိရင်ခွေးသွားမယ်โอเคနော် ခွေးပါမှာ ဘောပေါက်လား let's go back to reality solo puro sale chene te soñaba da la tu boave yo en carne o mi mure mate o mi mure pele papina စားခဲရပါတယ်စားခဲစားခဲ ဟိုကျွန်တော်ဘကိုးစားဆိုတာကြာကိုကြီးတို့ကြာ ရှောက်ကုန်ပြီပကူးစားပါ ဘယ်ပကူရဲ့ဘကူရဲ့ ဘာလို့လဲ မိုးဆိုလို့ စားခဲလောက်အောင်ပဲမင်းကတက်ခဲဆိုတာလည်းရှိ
ဘာမှမဟုတ်တော့ပါဘူးထားလိုက်ပါတော့ ဟာမော ခဲတွေတက်ခဲ ဟာမသိပါရ Con tela G, sai viene la manga, vos miren hola G. တက်ခဲဆိုတာဗါလေသိလား တခဲဆိုတာကျွန်တော်ဟွာလေးအသွင်းနဲ့ဟာ အဲ့တင်းတယ် ခဲရတာဓာတ်ပုံဆရာတွေချင်းချင်းခဲနေအာတက်ခဲပဲ ဆိုင်ဆိုင်ရတယ်ဟုတ်ကန်တယ်ဘယ်လိုတရားရတာချမ်းနေတာလဲနော် Hello G G Hello wanna be ဆောင်ရမယ်ဒီကိုရောက်နေပြီအပြည့်ဆုံးပါပဲအဲဒူးတဲ့ TV ပေါ်နေလိုက်ပြပမမနေနဲ့ဟာစစ်တကယ်စောက်ကိုပြောတယ်ဝဲလို့လေအဲ့ပြောတာမင်းရဲ့ချက်ငါဆက်သွားရမင်းလေးလေအေးလေကနေဒီလူရှစ်ပုံကြီးယူခဲ့တာ in the trail ဆရာကြီးရဲ့ဆူခဲ့ဒီဘက်တည်းလည်းပြောတော့တောင်းမဆိုင်ပါဘူးမင်းလည်းကြိုက်တာယူလိုက်ရဲ့ဟာလည်းကြိုက်လို့ယူအေးမင်းမယုံကြည်ခဲ့တာချင်းဘယ်လိုလဲ ဝင်ခဲ့တာ တဲလာကြီး အေး Sai viene la manga, vos miren hola G. လက်တုံနေရ ဒီနာ vibe ရတယ်တချင်းနေတယ်မှာတကယ်ဒီနာကြီးကလုံးဝအဲ့လို back to ဒီနာကြီးကတော်တော်နော် back to reaction okay ဆိုတော့မြန်မာမှာဆိုခဲ့တဲ့ file လေးကိုပြန်သွားကြည့်အောင် ဘတ်တူဝီးရချင်းဘတ်တူ fucking back to reaction CCMB, vos manga he chui de vi. Đi mà nó vô lại, nó chạm nhau rồi xí. ဒီကိုရောက်နေပြီတော့ပါပဲဒူးလက်ဒီဒီ ဘယ်သူနဲ့တိတိမင်းဘာထင်လဲသိလား ကောင်းကြလားကောင်းကြလားကောင်းကြလား မင်းဟိုကောင်နဲ့တိရဒီကောင်နဲ့တိရလို့ပြောနေပေမဲ့မင်းကိုငါတို့တွေကနေမေကြီးတော့ ဘတ်ထွဲကိုဟေး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  ဟိုးလော ဝေးဟုတ်လား ကိစ္စနည်းနည်းကြီးသလိုပဲနော်နည်းနည်း ဟုတ်လားအိုင်နာမှာဝေးအဲ့လိုနော်ဝေးအိုင်နာမှာဟိုဗာလဲမျက်မှောင်ကဝါချလိုက်တာကြားလိုက်လားပြန်ပြမယ်ဘာပြောရလဲ အာဘာပြောလိုက်တာ မသိဘူးမလား မသိဘူး ဟဲ့မသိရင်အဲ့ဒါအစ်စ်ကremix လုပ် DJ တွေပါလေရှောက်ပုတ်လိုက်တာလားမသိ ဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်ကောင်း အဲ့လိုဖြစ်သွား အဲ့ဝီကက်မှာသွားပြီးတော့ DJ ပုတ်လိုက်တာ ဟိုမြန်ချင်းပဲဆိုတာ ဆိုတော့ original file ကဘယ်သူဒီမှာရှိလဲ JCC ဒီမှာ JCC စီ ဒီတော့ JCC ဒီမှာရှိတယ် JCC အဲ့လိုလုံးလို့မဟုတ်လား no JCC မဟုတ်လေအဲ့ဒါတိတ်တော့ဝေးမဟုတ်လေသူများသူလည်းဟိုကားနေ 7 နာရီ9နာရီမထိုးသေးဘူးသုံးဆက်ပြီးမေးကြည့်လိုက်ရင်ရမှာပါမင်းက JCC စီကို ကိုရှိလို့လေ GCC on the track က GCC ဘာဆိုွားလဲမသိတာနင်းမေ ဘာဆိုဘာဆို သူ့မိမနားလေ မ မ ဟုတ်လေအပေါ် GCC ဖုန်းဆက်လိုက် ဖုန်းဆက်လိုက်ဖုန်းဆက် GCC ကိုဖုန်းဆက်နေ ဖုန်းဆက် ဝေးဟုတ်လား ဟုတ်လားအိတ်နေပြန်ရွှေအိတ်နေပြီလားရွှေဟိုလေကျွန်တော် reaction လုပ်နေလို့ဟာမေးချင်လို့တခုပဲ JCC ရဲ့ street ဆိုတဲ့တခြင်းလေ reload နဲ့မျက်မှောင်မှာဆိုသွားတဲ့တစ်ပိုက်ရှိရဗျာcomment ပေါ်မှာဆရာကြီးတွေကိုစုခဲ့တာကိုဘာပဲထင်တယ်လို့ပြောလိုက်တာလေအဲ့မှာအဲ့မှာအရွှေကဘာလုပ်လိုက်လဲမသိဘူးဗျာကျွန်တော်သိချာမကြားလိုက်ဘူးအဲ့ကြောင့်အရွှေကိုထည့်မိတယ် comment ပေါ်မှာစာသားကိုမေးတာ comment ပေါ်မှာဆရာကြီးတွေကစုခဲ့တာကိုโอเคပြန်ဖွင့်ပြမယ်ဟုတ်တယ်အဲ့ဒါဘာလဲအဲ့ဒါဘာလဲ ဟုတ်တယ် ဒီရဲထင်တယ်ကြားလားစိုက်စိုက်ပါဘူး လီးပဲထင်တယ်ဆိုတော့โอเค thank you ရွှေ thank you အားလေးလိကျင်လို့လှမ်းပြီးတော့မေးလိုက်တာပါ အမှန်မှန်ကကွာအဲ့ဒါထွက်ကနေဒီအဲ့ရပါတယ်အဲ့ဒါကို तू ကအ
ရှင်းမှလည်းဆဲထားလို့အများကြီးဆဲနေလို့ဖြစ်မှာဆိုလို့နည်းနည်းလေးလုံပေးပါလို့လိုက်တာ အရင်ရိုင်းသွားမှာဆိုလို့ street ဆိုပေမဲ့သဘောပေါက်လား street ဆိုပေမဲ့ အရင်ရိုင်းသွားမှာဆိုလို့ စီဆိုပဲလေ မိုက်အဲ့လိုကြီးလုံးလိုက်တာပိုတော်မိုက်သွားလို့ပဲเนาะကျွန်တော်ဆောက်ရဲသူစိတ်ကြီးလို့ decision making တကယ် နော်ရွှေရှောက်တော့သူရွှေပါရှောက်တော့သူရွှေ short of ရွှေ JCC stage JCC နော် Okay ရွှေအဲ့ဒါ thank you ပါရွှေအဲ့ဒါပြီးလို့ရှိရင်မှပြန် contact လိုက်မှာကျွန်တော်အဲ့ဒီသိချင်လို့လမ်းဖုန်းဆက်လိုက်တာ9 နာရီထိုးနေပြီအိတ်နေပြီ See you bye bye Okay ကဲမလို့သိပါဘူးလားအခုတော့ မသိသွားတယ်ဆိုပေမဲ့လည်းအဲ့လိုဖုန်းဆက်ပြီးမေးရရဲဆောင်းရမ်းတော့ အားရအောင်သိကျင်တော့မေးရမှာပဲမသိကျင်မမေးနဲ့လေငါတို့သိကျင်လို့မေးလိုက်တာ မဟုတ်လေ တေးကြော စုရတာ အားကြလို့ you ဝေးဘယ်တိုင်းအနာကကိုမမြူကြည့်ခဲ့တာချင်းစီစီနဲ့တော့ကြောက်မှမသိတူဝေးခဲ့လာ Yo corté la chi, que se tiene la mamá con la ola chi. No días fui la real OG Yeah This is EMP, como nadie trigger reach. Dime no por like, me te me hago she. No días fui la real OG That's it ကျွန်တော်ကြွားသားဆိုရင်ဘယ်လမ်းပေါ်မှာရိုက်တာလဲ ဟာမဆုံးတော့လမ်း တော့ကုန်ပြီစုံတယ်လဲမဟုတ် ဘယ်လမ်းလဲဒါဘယ်နာ street ဆိုတော့ဒါဟိုနားမှာ တကယ်ဒါကတော့ဘိုးတစ်ထောင်နဲ့ကန်နာနဲ့ဒါကတော့ငါတို့ကျမနိုင်ဘူတာနဲ့ဒါကတော့ငါတို့အဲ့ဟိုနားရက်ကွက်တွေကစပင်ညက်ဆိုင်ပြီးရှုပ်မေးကြည့်လိုက်လေပြီးလို့ရှိရင်တော့ဖြစ်ပါပြီ Okay လက်တပြီဆိုတော့တချင်းကအရမ်းမိုက်တယ်ပြီးလို့ရှိရင်ဟိုဒီဘက်ခစ်ထဲမှာလည်းလိုနေတဲ့ fight မျိုးကွက်တိရေစာနဲ့လူရေးတိုက်လိုက်လို့ပဲဒီချင်းထွက်လာတာလေးက စင်မော်ကြီးမှာဘယ်လိုကဲမလဲဆိုတော့မြင်ကြည့် ဆိုတော့ ညင်းချင်းနေပြီဟိုကဆိုတော့ဆိုနေငါမသွားတာ ကဲနေလားမသိနော် Okay ဆိုတော့နောက်တချင်းနေပြီးပြီလားမပြီးသေးဘူး reaction video ကတည်းလောက်ပဲတဲ့ဟိုမှာပြောတယ်မားသာလာခေါ်အောင်မယ်ပြီးလို့ရှိရင်ဟိုနေ့ကတော့မှလာခေါ်ရသေးတယ်လေအဲ့တော့ဆိုတော့ Back to fuck reaction ဆိုတော့ရိုက်ခဲတာရောပြီးလို့ရှိရင်ဒီဟိုဗာလဲ fashion ရောဒီမှာ YMS ကိုကြည့်လိုက်ပြောနေတယ်လေ ကိုလာကြီးမျက်နှာ ကိုလာကြီးမျက်နှာပို့ ကိုလာကြီးမျက်နှာပို့ ကိုဝိုင်းမကြီးတခါတည်းကိုမမတခါလိုင်းပဲပြီးပေါ့ဒီမှာ weekend မှာတော်တော်ဖြစ်နေလို့ ဟုတ် reaction လုံးမလား rose မှာငါတို့ ဘလို့ပါဦးတကယ်မိုက်ပါ ဟုတ်အဲ့လိုလူကြီးอ่ะ ဟာရ ဟာချုပ်သွား ဘယ်လိုဟုတ်ဝေးနေ မလို့ယူတာတော့ဘလို့မကြီးတက်ဘူး तू က तू ပြစ်သွားတာ ဒါတွေကတင်ပေးရတော့မှာအဲ့ဒါပြောနေအဲ့ဒါကိုမေးတယ်တင်တန်းနေပါကြီးဖွင့်တာပြီးဖွင့်တာ တော့ဖုန်းဆက်လိုက်မယ် လာပြန် ပုံနဲ့ပုံနဲ့အောက်ပါဘူး အခုကဘာသိရှိလို့လဲ Okay ဘတ်တူ back to reaction ဆိုတော့ anyway ဆိုတော့သိကြတယ်လည်းသိလိုက်ရပြီပြီးလို့ရှိရင်ပြီးလို့ရှိရင် ဘလို့ကြီးရလဲမပြောပါဘူး တင်နေဖွင့်ပါမယ်ဆိုမင်း တင်နေပြီးရင်ဖွင့်ပေးလိုက်မယ် တန်းပြီး ဟိုကဖက်ရှာအောင်မှာခါနေရောလာလိုက်မယ်မင်းရတယ်တော့ Okay ဆိုတော့တချင်းရောရိုက်ထားတာရောဘီရောအကုန်လုံး everything အားလုံး offline အလုံးတန်အရမ်းမိုက်ပါတယ် ဘယ်သူလဲရိုက်ထားတာဘယ်သူလဲ ဘယ်သူလဲဆိုတာ မတော်ကူရေးဆက်ရော မရေးထားပါဘူးဆိုတော့ရေးတော့ဆိုမသိပါဘူးပြီးမှပဲမေးလိုက်ပါဆိုတော့ fine ပါတယ် offline လုံးတန်လေးတစ်ပုတ်ပါဒီဟာလေးကလည်း ဘုံနဲ့ဘက်ကိုစောင်းကြတယ်ဘုံနဲ့ရှောင်းတော့ကိုပြရတယ်ကိုပြကိုတကယ်ပြီးတော့ကိုရီလို့ကိုလည်းချစ်တယ် ဟာနမကြောကြကြီး တဲလေး ကြောကြကြီး တဲလေး ကြောကြကြီးကိုဗီလောက်ကြတော့ချစ်တယ်ဟိုဝိုင်းမကြတော့ဗာလဲ လက်တော့ပြရတယ် ကိုလာကြီးမျက်နှာပြုံးလည်းချစ်တယ် ဘုံ မျက်နှာဖုံးကိုလာကြီးမျက်နှာဖုံးလည်းချစ်တယ်နော် Okay ချစ်တယ်တကယ်အားလုံးချစ်တယ်နော်အဲ့တော့ all of ပါ ဆို reaction ရော ကျွန်တော်တကယ် reaction တော့ဒီနေ့တော့ဒီလောက်ပါမယ်ပြီးပါပြီအားလုံးပဲကာဒီအဲပဲနားထောင်ပြောနားထောင်ပါအရန်မိုက်တယ် ပြီးတော့ကေဘောတချင်းလေးနဲ့ပြန်လာခဲ့ပြီ ကေဘောလေးကြည့်တယ်လို့ကေဘောကြီးက reaction တိုင်းမှာတောက်ချောက်ပဲလုပ်နေတာဟုတ်သေးဘူးနော် ဘယ်ပုတ်ကြမှာကေပုတ် ငါတို့မိတ်ကဘူးမနာမထားလို့ပြော ဟုတ်တယ်နေမယ်နေ ရှုပ်ကုန်ပြီအားလုံးတရာစီယူလိုက်တယ် စီလိုက်တာ တူယူဟဲ့လူမိတ်ကဘူးလို့